အမျိုးသမီးဟာသူမရဲ့ရည်စားနဲ့အတူဒေါ်လာတန်100ဖိုးလိမ်လည်လက်ဖျားပြီးခါစားပဲရှိပါသေးတယ်။နောက်ဆုံးတော့ပျော်ရွှင်ရတော့မယ်လို့သူမထင်လိုက်တဲ့အချိန်မှာပဲရည်စားဖြစ်သူကသူမအပေါ်တစ္ဆာဖောက်ခဲ့ပါတယ်။သူကပတ်စံအားလုံးကိုယူသွားရုံတင်မကပဲသူမထွက်ပြေးမဲ့လမ်းကြောင်းကိုလုံးဝပိတ်ဆို့ဖို့အတွက်အပါကိုပါဖုံးဆက်တိုင်ကြားခဲ့ပါတယ်။သတင်းရချင်းမှာပဲ Agent Red Rand ဟာဟိုတယ်ကိုအသေးချာရှာဖွေဖို့သူ့အဖွဲ့ကိုချက်ချင်းဥဆောင်ခေါ်လာခဲ့ပါတယ်။ရဲတွေရဲ့လိုက်လံဖမ်းဆီးမှုကိုရှောင်တိန်မှုအတွက် Lucky ဟာညံများလာတဲ့ကြောင်နဲ့ကြွက်ကစားပွဲကိုမလွဲမရှောင်သာစတင်ကစားခဲ့ရပါတော့တယ်။သူမရဲ့ပထမဆုံးရွေးချယ်မှုကဟိုတယ်နောက်ဖုံးကနေဓာတ်ရိုက်ထွက်ပြေးဖို့ဖြစ်ပေမဲ့ကန်ဆိုးစွာနဲ့ပဲတခြားရဲ့အဖွဲ့တစ်ဖွဲ့နဲ့ထိတ်တိုက်တိုးပါလေရော။သူမဟာတိတာထင်ရှားမှုမရှိတဲ့အဝတ်စားတွေလဲလှယ်ဖို့အခန်းထဲကိုပြန်သွားဖို့မူလကစီစဉ်ခဲ့ပေမဲ့ရဲတွေဟာသူမအခန်းပြင်ဘက်မှာရောက်နေပြီးအခန်းတကားကိုချိုးဖျက်ဝင်ရောက်ဖို့ပြင်ဆင်နေတာကိုတွေးလိုက်ရပါတယ်။ Professional လိမ့်လေသူတယောက်အနေနဲ့သူမဟာငယ်စဉ်ကတည်းကဖခင်ဖြစ်သူနောက်လိုက်ပြီးဒီလိုအရေးချင်းတွေကိုတင်ယူခဲ့တာဖြစ်ပါတယ်။ခက်ခဲတဲ့အခြေအနေကနေထွက်ပြေးတဲ့အခါအရေးကြီးဆုံးကတည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့မိမိပတ်ဝန်းကျင်ကအရာအလုံးကိုအပြည့်အဝအသုံးချဖို့ဆိုတာသူမကောင်းကောင်းကြီးသိထားပါတယ်။ဒါကြောင့်သူမဟာတန်ရှင်းရေးလဲကိုအကာအကွယ်ဖြစ်သုံးပြီးလှေကားကနေတဆင့်အောက်ထပ်ကိုဆင်းခဲ့ပါတယ်။တစ္ဆာဖောက်မှုနဲ့နောက်ကျောင်းလိုက်ခြင်းတစ်ချိန်တည်းမှာပဲအခန်းထဲမှာတော့ Red ဟာအခင်းဖြစ်ပွားရနေရကိုတစ်ချက်ကြည့်ုံနဲ့တင် Lucky ဟာသူမရေးစားရဲ့တစ္ဆာဖောက်ခြင်းကိုခံလိုက်ရပြီဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်။ဒါပေမဲ့သူမရဲ့ပစ္စည်းတွေကဒီမှာရှိနေသေးပြီးရေးစားဖြစ်သူရဲ့ပစ္စည်းတွေကတော့မရှိတော့ပါဘူး။သူကသူမကိုထားပစ်ခဲ့ပြီးထွက်ပြေးသွားပါပြီပတ်စံတွေလည်းမရှိတော့ပါဘူး။ခိုးယူထားတဲ့ပတ်စံတွေဟာထိုလူလက်ထဲမှာရှိနေဖို့ရာဂိုင်းလုံးအများဆုံးပါပဲ။တခြားအဖွဲ့တစ်ခုကစောင့်ကြည့်ကင်မရာခဲ့တဲ့မှတ်တမ်းတွေကိုစစ်ဆေးနေစဉ်မှာတော့ Lucky ရှိနေတဲ့နေရာကိုရှာဖွေတွေ့ရှိသွားပါတယ်။ကံကောင်းထောက်မှစွာပဲကင်မရာတွေက9မိနစ်ခန့်နောက်ကျနေခဲ့ပါတယ်။ထိုအချိန်မှာတော့ Lucky ဟာပထမထပ်ကိုပြန်ရောက်နေပြီဖြစ်ပါတယ်။သူမဟာဟိုတယ်ရဲ့အရှိတ်ပင်မဝင်ပေါက်ကနေတည်ငြိမ်ငြိမ်နဲ့တိုက်ရိုက်ရှောက်ထွက်သွားဖို့ထပ်မံစီစဉ်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်လှုပ်ရှားနေတဲ့လူအုပ်ကြီးဟာအကောင်းဆုံးအကာအကွယ်ဖြစ်တာကြောင့်ပါ။ရဲတွေရဲ့အမြင်ကွယ်တဲ့နေရာတွေကိုအသုံးချပြီးသူမဟာအပြင်ဘက်ကိုအောင်မြင်စွာရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့လူတစ်ယောက်ရဲ့ပေါ်လာမှုကသူမရဲ့အစီအစဉ်ကိုနောက်တစ်ကြိမ်ပျက်စီးစေခဲ့ပြန်ပါတယ်။သူကရဲအရာရှိမဟုတ်ပါဘူး။သူကတော့ထိုဒေသမှာအာဏာရှိဆုံးလူမိုက်ကိုင်းချုပ်ဖြစ်ပြီးအခုခံလိုက်ရတဲ့ပတ်စံတွေရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။ဒါကြောင့်ရဲတွေနဲ့နှိုင်းယှဉ်ရင်သူက Lucky အတွက်ပိုပြီးကြီးမားတဲ့ချင်းချောက်မှုတစ်ခုဖြစ်နေပါတယ်။တစ်ဖက်မှာကလိုက်ဖမ်းနေတဲ့ Fire နောက်တစ်ဖက်မှာကသူမကိုတတ်ဖို့ကြိုးစားနေတဲ့လူမိုက်ကိုင်းအကယ်၍ဟိုတယ်ကနေထွက်ပြေးခြင်းနဲ့ဆိုရင် Lucky အနေနဲ့အခြေအနေကိုလိုက်ရောညီထွေဖြစ်အောင်ပြောင်းလဲရပါတော့မယ်။သို့တော်လည်းအလွန်တိတာလွန်လာတဲ့အနီရောင်ကုတ်အင်ကြီးကြောင့် Red ကသူမကိုလှမ်းမြင်သွားခဲ့ပါတယ်။ဟိုမှာသူမပဲအဲ့ဒါသူမပဲသွားဟေးမဟုတ်တော့ဘူး။ Lucky ဟာသူမရဲ့ဝတ်စုံကိုအမြန်ဆုံးလဲလှယ်လိုက်ပါတယ်။အောင်မြင်စွာထွက်ပြေးနိုင်ဖို့အတွက်ရဲတွေရဲ့အဆုံးဖြတ်ကိုစက်တိုက်ဝေဝါးအောင်လုပ်ပြီးမိမိအတွက်အချိန်ပိုရအောင်ဆွဲထားရမယ်ဆိုတာသူမသိနေပါတယ်။အလွတ်ယုံခြင်းဖြုံးတိပစ်ဖို့အချိန်မရှိသလိုထွက်ပြေးနေစဉ်အတွင်းမှာလည်းသူမလှုပ်ရှားမှုကိုရပ်တန့်လို့မရပါဘူး။ Lucky ဟာသူမသုံးလို့ရမယ့်အရာမှန်သမျှကိုတိတ်တဆိတ်ယူဆောင်ခဲ့ပါတယ်။သူမဟာဟိုတယ်ဝင်ခွင့်ကတ်နဲ့ဝန်ထမ်းကြခင်အင်ဂျီအပါဝင်တန်ဖိုးရှိပြီးအသုံးဝင်မဲ့အရာအလုံးကိုစောင့်ကြည့်စုဆောင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာအလုပ်သမားတွေရှော့ဖို့ပြီးသားအဝတ်ထည်တွေကိုကားပေါ်တင်နေတဲ့ကုန်တင် area ကိုရောက်ရှိသွားပါတယ်။တန်တရားဖြစ်စရာမလိုပဲဒီကုန်တင်ကားဟာထိုအချိန်မှာသူမရဲ့တစ်ခုတည်းသောလွတ်မြောက်ခွင့်အခွင့်အရေးဖြစ်ပါတယ်။ဒါပေမဲ့ကားပေါ်ကိုအောင်မြင်စွာတက်နိုင်ဖို့အတွက်တရုပ်ဆောင်မှုအချို့လိုအပ်ပါတယ်။ဒါကတော့ professional လိမ့်လေသူတယောက်အတွက်ဘာမှမခက်ခဲပါဘူး။တစ်စိတ်လောက်ရှင်ကျမကိုကူညီပေးနိုင်မလား။အဆင်ပြေရဲ့လားခင်ဗျာ။ကျမအဆင်ပြေပါတယ်။ကျမရီးစားကလေဒါဆိုတကယ်ပဲကူညီပေးပါဦးရှင်။ရပါတယ်ကျွန်တော်ဒီပစ္စည်းတွေကားပေါ်တင်လို့ပြီးရင်မင်းကိုဘေးကင်းတဲ့တနေရာကိုခေါ်သွားပေးမယ်။ကျေးဇူးတင်ပါတယ်။တကယ်ကျေးဇူးတင်ပါတယ်ရှင်။ Lucky နောက်ကိုတောက်လျှောက်လိုက်လံစုံစမ်းလာပြီးနောက် Agent Red ဟာလည်းအဝင်ဝကိုရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့သူ့မှာဟိုတယ်ဝင်ခွင့်ကတ်မရှိတာကြောင့် Lucky ကိုဖမ်းမိဖို့အကောင်းဆုံးအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးလိုက်ရပါတော့တယ်။တေကံမရောက်တက်မပြောက်လွတ်မြောက်လာပြီးနောက် Lucky ဟာကုန်တင်ကားကိုအသုံးပြုပြီးဟိုတယ်ထဲကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမလုံးဝမမျှော်လင့်ထားတဲ့အရာကတော့ရင်မောင်းဖြစ်သူဟာသူမကိုကူညီခဲ့ပေမဲ့သူမရဲ့ဟန်ဆောင်လင်ညာမှုကိုတော့လုံးဝယုံကြည်ခြင်းမရှိခဲ့တာပဲဖြစ်ပါတယ်။မင်းတကယ်ပဲအဆင်ပြေသွားမှာတေချာရဲ့လား။ဟုတ်ကဲ့အခုကျမမှာဖုန်းတစ်လုံးရှိသွားပြီဆိုတော့ပို့အဆင်ပြေသွားပါပြီ။ဒါပေမဲ့ကျမမှာပတ်စံတပြားမှမရှိဘူးဖြစ်နေတယ်။သူကအရာအလုံးကိုယူသွားတာကိုပြီးတော့ငါလည်းရံပွဲတွေနဲ့မကင်းခဲ့ဘူးတဲ့သူဆိုတော့မျက်လုံးညိုမဲတန်ရအစ်စ်ကဘလို့ပုံစံလဲဆိုတာကောင်းကောင်းခွဲခြားတတ်ပါတယ်။ငါမှမင်းရွယ်သမီးတစ်ယောက်ရှိတယ်ငါအမြင်ပြောရရင်တော့မင်းပြောတဲ့ရီးစားဆိုးအကြောင်းကလိန်ညာချက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့လေမင်းတကယ်တမ်းပြေးနေရတာကဒီထက်ပိုပြီးဆိုးရွားတဲ့အရာတစ်ခုခုစီကနေပဲဖြစ်ရမယ်။
သူမအနေနဲ့ Lucky ကန်ကောင်းသူဆိုတဲ့နာမည်ကိုပေးထားတာတကယ်ကိုကွက်တီပဲလို့ပြောရမလို့ပါပဲဒီတစ်ချိန်မှာတော့သူမကိုကဲတင်ခဲ့တာတကယ်ကိုကန်တရားကြောင့်ပဲဖြစ်ပါတယ်ရင်မောင်းဟာသူမကိုအခက်ခဲမဖြစ်စေခဲ့ရုံနဲ့မကပဲနောက်ထပ်ထွက်ပြေးဖို့အတွက်အသုံးပြုဖို့ငွေသားအချို့ကိုပါပေးခဲ့ပါသေးတယ်သို့တော်လည်းသူမဟိုတယ်ကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့သူရဲ့လိုက်လံဖမ်းဆီးမှုနဲ့လူမိုက်ကိုင်းရဲ့လောက်ကျန်တက်ဖြတ်ဖို့ကြိုးစားမှုတွေကတော့ရက်တက်မသွားခဲ့ပါဘူးရုပ်ဖြတ်ခြင်းနဲ့လမ်းစတစ်ယာယီအားဖြင့်ဘေးကင်းသွားပြီးနောက်မှာလည်းသူမဟာတတိလက်လွတ်မနေခဲ့ပါဘူးအဲ့ဒီအစားနောက်ထပ်လွတ်မြောက်မဲ့လမ်းကြောင်းကိုချက်ချင်းစတင်စီစဉ်ပါတော့တယ်သူမပထမဆုံးလုပ်ရမယ့်အရာကတော့သူမရဲ့ရုပ်ရည်ကိုပြောင်းလဲပစ်ဖို့ဖြစ်ပါတယ်။သူမရဲ့ရှည်လျားတဲ့အနီရောင်သပင်တွေကိုရွှေဝါရောင်သပင်တိုလေးဖြစ်ပြောင်းလဲလိုက်ပါတယ်။ဒါကတော့အတိုက်ရိုက်ဆုံးနဲ့အယိုးရှင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။လိုက်လံဖန်ဆီးမှုသတင်းတွေပြန့်နှံ့သွားတာနဲ့အမျှရဲတပ်ဖွဲ့ဟာကြီးမားတဲ့ရှာဖွေရေးကွန်ရက်ကိုဖြန့်ကျက်ထားပြီးဖြစ်လို့ယထာဘူတာရုံတွေကိုပါစတင်စစ်ဆေးနေပါပြီ။တေချာတာကတော့လိမ်လည်လက်ပြမှုလောကထဲမှာရှင်တန်ကြီးပြင်းလာခဲ့တဲ့လူတစ်ယောက်အတွက်တော့ဒါကချင်းချောက်မှုတစ်ခုမဖြစ်နိုင်သေးပါဘူး။သူမဟာပတ်ဝန်းကျင်ကိုအမြန်ဆုံးလေ့လာအကဲခတ်ပြီးအသုံးချနိုင်မဲ့သတင်းချက်လက်မှန်သမျှကိုစုဆောင်းခဲ့ပါတယ်။ရဲတွေရဲ့စစ်ဆေးရေးအရှိန်ထွက်ခွာတော့မဲ့ဘတ်စကားနဲ့ဖြတ်တန်းသွားလာနေတဲ့လမ်းသွားလမ်းလာတွေနောက်ဆုံးမှာတော့သူမဟာအကောင်းဆုံးအခွင့်အရေးကိုတွေ့ရှိသွားခဲ့ပါတယ်။အိုးသွားစမ်းပါကွာ။ဟေ့သွားစမ်းမင်းပါတာမင်းသွား။အေးဒီကနေထွက်သွားစမ်း။သူမဟာရန်ပွဲတစ်ခုကိုဖန်တီးပြီးလူအုပ်ကြားရုံရင်ဆန်ခတ်ဖြစ်အောင်လုပ်ကရဲတွေကိုမျက်ခြေဖြတ်ခဲ့ပါတယ်။သို့တော်လည်းသူမဟာရဲတွေကိုမျက်ခြေဖြတ်နိုင်ခဲ့ပေမဲ့အမောင်ထဲမှာပုံအောင်နေတဲ့လူမိုက်ခိုင်းကတော့သူမကိုမျက်ခြေမပြတ်စောင့်ကြည့်နေစေဖြစ်ပါတယ်။တစ်ဖက်မှာလည်းရဲတွေဟာစောင့်ကြည့်ကင်မရာမှတ်တမ်းတွေမှာလက်ကီးကိုမတွေ့ရှိခဲ့ပေမဲ့လူမိုက်ကိုင်းဝင်တယောက်ကိုတော့ရိပ်မိသွားခဲ့ပါတယ်။ဒီလူပေါ်လာတာဟာလက်ကီးနဲ့မလွဲမသွေဆက်ဆက်မှုရှိရမယ်လို့ရဲတွေကယုံကြည်နေကြပါတယ်။ထိုလူနောက်ကိုသာနောက်ယောင်ခံလိုက်မယ်ဆိုရင်လက်ကီးကိုတေချာပေါက်ရှာတွေ့နိုင်လိမ့်မယ်လို့သူတို့တွက်ဆလိုက်ကြပါတော့တယ်။